အောက်မှာတော့ SIM ထည့်တဲ့နေရာရယ် microphone နှစ်ပေါက်ရယ် Type C ရယ် internal line တွေရယ် speaker ရယ်ပေါ့နော်ညာဘက်ချမ်းမှာကျတော့ power button ရယ်နောက်ထပ် button အပိုလေးတစ်ခုရယ် volume အတူ short ရယ် internal line တွေရယ်ပါတယ်ဒါအပေါ်မှာကျတော့ internal line နှစ်ခုထပ်ထည့်ထားပေးတယ် internal line ကဘုံတစ်ခုလုံးပါဆိုရင်အများကြီးပဲပေါ့button ရဲ့ clicky ဖြစ်မဖြစ်လေးတွေကိုကျွန်တော်တို့စမ်းပြထားတာပါ Mizu 22ကျွန်တော်တို့ SIM ကတော့ nano SIM နှစ်ခုထည့်လို့ရမယ် SD card slot တော့မပါလာဘူး SIM 2နဲ့ SIM 1သူကထဲမမရအောင်ဆိုပြီး 2 screen ဆိုတဲ့ပုံစံလေးပြထားပေးတယ်ကျွန်တော်ဖုန်းကို power on မယ်ပေါ့ Mizu logo လေးနဲ့အရင်စပွင့်တယ်ပြီးတော့မှ power by Android ကလာတယ် Flyme OS က Flyme OS နဲ့ Flyme AI OS တဲ့ကျွန်တော်ပြောချင်တာမျိုးလေသူက screen မှာကျွန်တော် bezel လေးတွေကမမြင်ရလောက်အောင်ပါနေပြီးတော့မှဘေးပပတ်လည်မှာကျတော့ကျွန်တော်တို့ပုံမှန်ဖုန်းတွေပုံစံမျိုးနဲ့မတူဘဲနဲ့ကိုသူ့ရဲ့ frame ကအရှိမမြင်နေရတာပေါ့နော်ပုံစံတစ်မျိုးလေးစမ်းတာပေါ့အမြင်တစ်မျိုးစမ်းတာပေါ့နောက်တရုပ်ဆိုတော့လေကျွန်တော်တို့တရုပ်စာတွေနဲ့ပေါ့နော်တရုပ်ဖုန်းဆိုတော့ user interface လေးဘယ်လိုပုံစံလေးရှိမလဲခဏလောက်ကြည့်ကြည့်အောင်ပါပေးရင်ပါလာတဲ့ wallpaper လေးရယ်သူ user interface လေးပေါ့နော်bezel ကလောကမရှိသလောက်နေပါဘူးပါတာဗျနာ app အဝင်ထွက်တွေကိုကျွန်တော်တို့ပြပေးထားတယ်ကဲဟုတ်ပြီအခုကျွန်တော်တို့ Mizu 22ဖုန်းလေးကို